တခါတော့ကတငယ်ချင်း၃ယောက်ရှိတယ်ကံတရားကိုယုံကြည်သူရဲ့ဉာဏ်ကိုအားထားသူရဲ့ဝီရိယကိုအားကိုးသူရဲ့သူတို့ဟာကိုယုံကြည်ရာအားကိုးအားထားပြုရာကိုသာယုံကြည်အားထားပြုပြီးတယောက်နဲ့တယောက်ငင်းခုန်လေးရှိကြတဲ့စကားနိုင်လူကြပြီးအနိုင်မခံရှုံးမပေးပြောဆိုဆွေးနွေးကြရင်ပညာရှိအဖိုးအိုတယောက်ထံတွင်ဘသူပဲဝါရဲ့ခံယူမှုကအကောင်းဆုံးအမှန်ကန်ဆုံးလဲလို့ဆုံးဖြတ်ပေးဖို့မေးမြန်းပြောဆိုလေတယ်ပညာရှိအဖိုးအိုကသူတို့၃ယောက်ကိုတောလမ်းတစ်ခုကိုညွှန်ပြပြီးအတူတကွခရီးတစ်ခုသွားဖို့ဆေလွတ်လိုက်တယ်။ကံဉဏ်ဝီရိယတငယ်ချင်း၃ဦးလည်းအတူတကွခရီးထွက်လာကြတာပေါ့။အဲ့ဒီလိုနဲ့ခရီးကရှည်ကြာလာတဲ့အခါစာလောင်တဲ့ဝေဒနာကိုခံစားလာရတော့တယ်။ကံကတော့ကံကောင်းလို့ကံကြုံရင်စားစရာတစ်ခုခုနဲ့ကြုံကြရင်တော့စားရမှာပဲလို့တွေးတယ်။ဝီရိယသမားကတော့စားစရာတစ်ခုခုတွေ့မလားလို့သွားရလမ်းတစ်ယောက်စူးစိုက်ဝီရိယထားပြီးရှာဖွေနေတော့တယ်။ဉာဏ်သမားကတော့စားစရာကိုဘယ်ကဘလို့ဒီတောတောင်ထဲမှာရနိုင်မလဲလို့စဉ်းစားတွေးခေါ်အကြံထုတ်တယ်။အဲ့ဒီမှာကြီးငှက်အုပ်စုတစုရဲ့အော်တန်ကိုကြားလေတယ်။ဉာဏ်သမားကတွေးတယ်ကြီးငှက်တွေဟာစားစရာတစ်စုံတစ်ခုကိုတွေးရှိရင်အတန်ပေးတတ်ပြီးအုပ်စုနဲ့စားတောက်နေတတ်ပြီးစူညံလေးရှိတယ်ဒီကြီးငှက်အုပ်စုရှိရာနေရာမှာစားစရာတစ်စုံတစ်ခုရှိနေမှာအသေးချပဲလို့တွေးမိတယ်။သူ့အတွေးကိုကံနဲ့ဝီရိယကိုပြောပြတဲ့အခါဝီရိယသမားကသွားကြည့်လို့စားစရာရှိနေမယ်ဆိုရင်သူတို့အတွက်စားစရာရပြီးမရှိတော့လဲအရင်မဲလို့ပြောကသူသွားကြည့်မယ်ဒီနေရာကစောင့်နေပါလို့မှာကြားကကြီးငှက်တွေစုဝေးရာကိုထွက်သွားလေတယ်။ကြီးငှက်တွေစုဝေးရာအရက်တွင်မူဆိုးလို့သားကောင်လိုက်ရင်အမဲဖြစ်ရာကကြံရှိနေသောအမဲသားတို့ပေါ်ကြီးငှက်တို့ပြန်ဝဲအော်မြည်နေကြတာကိုတွေ့တယ်။ဝိရိယသမားလည်းစားလို့ရမယ့်အမဲသားတို့ကိုယူကာမူဆိုးတို့အသုံးပြုကျွင်းကြံခဲ့တဲ့မိဖို့မိသွေးတို့ကိုအသုံးပြုကင်ကာစားတောက်ပြီးရင်အသားကင်တို့ကိုကံနဲ့ဉာဏ်သမားတို့အတွက်ယူဆောင်လာလေတော့တယ်။ကံသမားကအသားကင်ကိုစားရခြင်းမှာစားရကံကြုံလို့စားရတာပဲလို့မှတ်ယူပြီးဉာဏ်သမားကသူ့မျှော်မြင်နိုင်စွမ်းဉာဏ်ကြောင့်သာအစာရှာနိုင်တာဖြစ်တယ်။ဝီရိယသမားကသူ့ရဲ့ဝီရိယစိုက်ထုတ်အားကြောင့်စားစရာရခြင်းဖြစ်တယ်။သူတို့ကတော့မိမိယုံကြည်ရာကိုပြောဆိုငင်းခုန်ကြဆဲပါပဲ။သူတို့ယုံကြည်ရာကလည်းမှန်ကန်နေတာကိုဒီပုံမြင်ကိုဒီနေရာမှာပဲအဆုံးသတ်ပေးရစေ။ကျွန်တော်တို့ပတ်ဝန်းကျင်ရှင်သန်ရာလောကမှာလဲကံကိုကြီးယုံနေလို့ပုံချနေလို့မရပါဘူး။ကံမကောင်းလို့ရှုံးတာကံကောင်းလို့အောင်မြင်တာတရားတည်မှတ်ယူလို့မရပါဘူး။ဉာဏ်မျှော်မြင်လုံးလဝီရိယစ조사အားထုတ်မှုလည်းလိုအပ်ပါတယ်။စ조사အားထုတ်မှုမပါပဲဉာဏ်မျှော်မြင်တွေးခေါ်နေုံနဲ့လည်းတစ်ခုခုကိုအောင်မြင်ဖို့စွမ်းဆောင်ရည်နည်းပါလိမ့်မယ်။ဉာဏ်မျှော်မြင်မရှိပဲတုံးတိုက်အားထုတ်လုံးလောက်ဝီရိယပြုမှုတွင်လည်းအောင်မြင်သလောက်မအောင်မြင်စွမ်းနိုင်သလောက်မဆောင်ရွက်နိုင်ဖြစ်ထွန်းသလောက်မရှင်သန်နိုင်တာရှိပါလိမ့်မယ်။ဒါကြောင့်ကံဉဏ်ဝီရိယ၃ပါးညီညွတ်မျှတာစွာအသုံးပြုဆောင်ရွက်သင့်ပါတယ်။